ဘန်နဲ့ format ကျော်ဆိုရင်ဆုံးပြတဲ့တစ်ခုသွားနေကြပြီအထဲမှာဆိုရင်တော့ပြန်မော်ဆောက်တစ်ခုကြည့်နေကြပါတယ်အဲ့ချိန်မှာပဲရှိသမျှလူတွေခုံလွှမ်းနေပြီးလီပေါ်မြောက်တက်သွားကြပြီးမော်ဆီယာတအုပ်ကိုဆိုရင်ပေါ်လာခဲ့ပြီးမော်ဆောက်ကိုလာယူခဲ့ပါတယ်ဘန်လည်းစရာရေးပုံစံကိုပြောင်းလိုက်ပြီးတော့လူတွေကိုအရင်ကဲထုတ်ပေးလိုက်ပါတယ်ပြီးတဲ့အခါမှာမော်ဆီလည်းဘန်ကိုမော်ပေါ်မျိုးစုံနဲ့လိုက်လံပစ်ခတ်နေကြကြောင်းမလို့ဘန်လည်းမနှဲရှောင်နေရပါတယ်နောက်တော့ဂွမ်ကနေနောက်ကနေပေပါပုံးနဲ့တီးပေးလိုက်တာကြောင့်မလို့မော်ဆီယာလည်းအာရုံလွင့်သွားတော့မှာပဲဘန်ကနေတီးထုတ်ပေးလိုက်ပါတော့တယ်မော်ဆီယာရဲ့ဝေးယုံကနေကြောက်တုံးဒုက္ခဆိုရင်လွတ်ထွက်သွားတဲ့ဘန်လည်းကောက်ဦးထားလိုက်ပါတော့တယ်မော်ဆီယာကိုတီးထုတ်ပေးလိုက်တဲ့အတွက်စရာရေးကိုဟီယိုဆိုပြီးထီးကျူးနေကြပြီမှာဂွမ်ကူညီပေးလိုက်တာကိုလည်းဘယ်သူမှမသိတဲ့အတွက်ဂွမ်တော့မကြည်မနှက်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်နောက်တော့ဘန်လက်ကွမ်းကိုအစောကမော်ဆီယာစီကနေရလာတဲ့ကြောက်တုံးတစ်ခုလက်ဆောင်ပေးလိုက်တာနဲ့ဂွမ်လည်းစိတ်ဆိုးပြေသွားပါတော့တယ်မော်ဆီယာကောင်ဘက်မှာတော့သူ့ကိုထုတ်ထားတဲ့ကားရီကနေပြီးပြန်ထွက်လာခဲ့ပြီးပြလိုက်စီကိုပြန်သွားနေခဲ့ပြီဖြစ်ပါတယ်ဘန်နဲ့ဂွမ်ကတော့စားတော့ကန်တစ်ခုမှစားနေတော့ပစုံတစ်ကောင်ပဲကြံတဲ့အတွက်ဂွမ်ကနေပြီးဘန်ဆိုရင်7ကောင်စားပြီးဖြစ်တဲ့အတွက်သူက9ကောင်ပဲစားတဲ့အတွက်သူစားမယ်ဆိုပြီးလူနေပါတယ်အဲ့ချိန်မှာပဲဂွမ်ရဲ့ကြောက်တုံးကနေမီးလင်းလာပြီးဘန်ဆိုရင်ပစုံစားလိုက်ကိုကြိုးစားရတာနေပြီးတော့ပုံစံမျိုးစုံနဲ့ပဲပစုံအစိမ်းတွေအကုန်လုံးသူကောင်းပေါ်ပြုတ်ကြပါတော့တယ်ဂွမ်ကတော့ကြံနေတဲ့ပစုံတစ်ကောင်အေးဆေးပဲစားလိုက်ပါတော့တယ်မော်ဆီယာကတော့ဆုံးပြတိုက်ကိုသွားနေပြီဖြစ်ပြီးအစောကမော်ဆီယာကိုသွားယူပြီးသူ့ဆွမ်းတွေကိုစွမ်းအားတိုးဖို့အတွက်ကြိုးစားနေပြီဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့စီရင်ရမောင်မြင်တဲ့အတွက်သူ့ရဲ့မော်ကြောက်တုံးတွေစစ်တဲ့အခါမှာဆိုရင်တော့ဖြင့်ကြောက်တုံးတုံးပြောင်းနေတယ်ဆိုတော့တိလိုက်ပါတယ်အဖိုးမတ်စတိုဘန်မှာဆိုရင်တော့ဖြင့်ခပိုင်းနိုင်တွေနဲ့တိုးနေပြီးဘန်လဲအေလီယန်ချင်းမှုကြိုးစားပေမဲ့အော်မဒရစ်ကကြောင်နေပြီးချင်းမြဖြစ်နေရတဲ့ဘန်လဲလူကိုယ်တိုင်သွားပြီးဖမ်းမှုကြိုးစားပါတော့တယ်အဲ့ချိန်ဂွမ်ရဲ့မော်ကြောက်တုံးတော်ကလည်းမီးလင်းလာနေပြီးအလွယ်လွယ်ချော်ချော်တွေဖြစ်ပြီးနောက်ဆုံးမှာတော့ခပိုင်းနိုင်3ကောင်စလုံးဖမ်းမိလိုက်ပါတယ်နောက်နေ့မနက်မှာတော့ဘန်ဒိုနာအဆောင်တစ်ခုမှာမနိုတဆာဖြစ်နေပြီးလူသမား2ယောက်ကပြုတ်ကြမလို့ဖြစ်နေခဲ့ပါတယ်ဘန်လဲဝိုင်းမက်အတင်ပြောင်းပြီးသွားခဲ့ကိုလှုပ်တဲ့ချိန်မှာပဲဂွမ်လည်းသူ့အနေနဲ့လက်ကြီးကဲလို့ခေါ်ပြီးဝစ်စုံနဲ့မျက်နှာဖုံးဝစ်ပြီးပေါ်ထွက်လာပါတော့တယ်ဂွမ်ရောဘန်ကပါကိုစီကဲဖို့ကြိုးစားနေတာကြောင့်မလို့နောက်ဆုံးမှာနေရာတစ်ခုလုံးပြောင်းဆန်သွားပါတော့တယ်ဂွမ်ရဲ့ကြောက်တုံးကလည်းမီးလင်းနေတဲ့အတွက်ဂွမ်ဘလောက်ပဲတလွဲလုံးလုံးလူသမား2ယောက်ကိုတော့ကဲပေးနိုင်ခဲ့လိုက်ပါတယ်လူနဲ့ဂွမ်လည်းဟီးရိုးဆိုပြီးအင်တာဗျူးခံခဲ့ရပါတော့တယ်လူနဲ့ရေဒီယိုတစ်ခုမှာတရေသမိုင်းပြလိုက်တစ်ခုမှာလူတွေပိတ်မိနေတယ်ဆိုတာနဲ့ဘန်ဒိုလည်းထွက်လာခဲ့လိုက်ကြပါတယ်ပြလိုက်တစ်ခုလုံးမှာတော့ကြောင်ကစားဖြစ်နေပြီးဂွမ်လည်းဟီးရိုးပုံစံမေကုန်းချွေပါတော့တယ်ဂွမ်လည်းသွားခဲ့ဖို့လုံးနေပေမဲ့ပေါ်ဆီယာလည်းလိုက်ပြီးနှောက်ယှက်နေတာကြောင့်မလို့လူနဲ့ဂွမ်လည်းတိုင်ပတ်နေခဲ့ရပါတော့တယ်အဲ့ချိန်ဘန်လည်းဖုန်းဝါးသူပြောင်းထားပြီးပဲဖြစ်ပါတယ်လူနဲ့နောက်ဆုံးမှာတော့လူတွေတော့ကဲတင်နိုင်ခဲ့လာပြီးဂွမ်လည်းမော်ဆီယာစီကနေထွက်ပြေးဖို့အတွက်မြေရောက်ကိုသွားတဲ့လှုပ်ဝက်လမ်းကြောင်းကိုတွေ့သွားပြီးအဲ့တွေကိုဝင်ပြေးလာခဲ့လိုက်ပါတယ်မော်ဆီယာလည်းနောက်ကလိုက်တိုက်ခိုက်နေရတဲ့ဂွမ်လည်းပြေးလာရတဲ့အပြင်ကိုရောက်လာပြီးတင်းချိုင်းတစ်ခုဖြစ်နေခဲ့ပါတယ်လူနဲ့တနေရာရောက်မှာတော့ဂွမ်လည်းဖမ်းခံလိုက်ရပြီးမော်ချာတုံးကိုမော်ဆီယာကနေပြန်သွားခဲ့ပါတော့တယ်မော်ဆီယာလည်းမော်ဂါရာရွတ်ပြီးမျိုးကြီးတစ်ခုလုံးဖျက်ဆီးဖို့ကြံနေပြီဖြစ်ပါတယ်ဘန်လည်းအဲ့ခါမှာဖုန်းဝါးသူနဲ့ပဲတိုက်ခိုက်လိုက်တာနဲ့မော်ဆီယာလည်းအနီးရရုပ်ထုတော့အတက်သွင်းလိုက်တာနဲ့ဘန်လည်းမနဲ့တိုက်ခိုက်နေရပါတော့တယ်ဂွမ်လည်းအနားကြောက်တုံးဒရုန်းနဲ့မော်ဆီယာကိုလှမ်းထုလိုက်တဲ့အခါမှာတော့မော်ဆီယာလည်းအောက်ကိုပြုတ်ကျလာခဲ့လိုက်ပါတယ်ဘန်နဲ့ဖုန်းမတ်ကလည်းအစောရုပ်ထုတွေအကုန်လုံးဖျက်ဆီးပြလိုက်ခဲ့လိုက်ပြီးပဲဖြစ်ပါတယ်မော်ဆီယာဘက်မှာတော့အစောအောက်ကိုပြုတ်ကျလာရင်းနဲ့ပဲသူ့ရဲ့လေဆွဲရဆိုရင်အဝေးကိုလွတ်ထွက်သွားကြမလို့ဂွမ်နေပြီးအဲ့ဒါကိုကောက်လိုက်ပါတယ်လုံးနဲ့အစွမ်းမရှိရတဲ့မော်ဆီယာကိုဘန်တို့လည်းအလွယ်တကူပဲဖမ်းနိုင်ခဲ့လိုက်ပါတယ်မော်လေဆွဲတွေရသွားတဲ့ဂွမ်ဆိုရင်လည်းအဲ့လိုဆွဲကိုယူပြီးအစွမ်းတွေကိုသုံးလို့ရပါမယ်သူကတော့မယူတော့ပဲကြောက်တုံးတွေကိုဖျက်ဆီးပြလိုက်ပါတော့တယ်လုံးနဲ့တိုးလက်ခီးဆွတ်ထလာခဲ့လိုက်ကြပါတော့တယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကြိုက်တဲ့လို့သဘောကျရဆို like and subscribe လုပ်ထားပေးခဲ့ကြပါဦးဗျတချို့အပေးတဲ့တော့ချင်းနေတာအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ဗျအားလုံးပဲပါပါ